တငယ်ချင်းမိတ်ဆွေများအားလုံးမင်္ဂလာပါခင်ဗျနော်ဒါကြတော့နောက်တနည်းပါလေနော်အကုန်လုံးကတော့နောက်ရက်ကျွန်တော်ဆက်လာအောင်ပါလေနော်တရက်6လ2026နော်ဒေယမရေးရတယ်ဗဇန်နဲ့ပြောတရက်6လ2026ပြီးခဲ့တဲ့ပတ်ကကျွန်တော်ဒီတက်နည်းကိုတကယ်ချင်းတော့မပြအောင်နော်ဒီနှလုံးရှစ်ပြရတဲ့အကြောင်းရလည်းရှိတယ်လေနော်ဒီနှလုံး6အဲ့မှာကျွန်တော်ကဒီနှလုံး9ကိုဒီနှလုံး9နဲ့ရိုက်အမှန်တော့16ပါပဲ16ထိုးရင်6ပါထည့်ရတော့မှာဆိုတော့ကျွန်တော်မထည့်ပေးလိုက်ဘူးလေနော်ဒါကန်တရားပဲတန်းတယ်ကျွန်တော်အတွေးခေါ်ဆိုင်ရနေလိုရတော့ပါလေနော်ဘာလဲဆိုဒီနှလုံး8ကိုဒီနှလုံး8နော်ဒီနှလုံး6ဒီမှာကျွန်တော်နှလုံး9နဲ့ရိုက်တာပေါ့နော်ဒီမှာ6ထားတော့ပါလေနှလုံး9ဒီနှလုံး9နဲ့မှာ1ထားတာပေါ့နော်ဒါထားလိုက်ပြီးသွားပြီနော်ဟုတ်ပြီကျွန်တော်တို့အဲ့လိုဖြစ်တာနဲ့ကျွန်တော်ကနှကွင်စားမလို့နှပင်စားမလို့ကျွန်တော်အရင်တစ်ပတ်မပြတာဒီတပင်ဆက်စားမယ်ကိုမျိုးမလို့လေနော်ပြီးခဲ့တာတော့ဒီလောက်ပဲကျွန်တော်ပြောပြမယ်ဒါဆက်သွားတော့အရှိပေါ့နော်ကျွန်တော်ဟိုဒီမှာနှလုံး8ပေါ့လေနော်နော်နေနှလုံး8ကိုကျွန်တော်ဒီနှလုံး3နဲ့8ပါနှလုံး3နဲ့ရိုက်တော့ပါနော်ဟောဒီနှလုံး6ပေါ့လေနော်နှလုံး6ကိုတင်ငါနှလုံး6ပေါ့6ပါနှလုံးတဲ့နော်ဟုတ်လားဒီနှလုံး3ညပေါ့လေ3ညပါဝါနှလုံး9ပေါ့နော်အဲ့3ညလည်းထိုင်ရတော့ဒါကလည်း20မလို့ဆက်ပေးမလားဆက်အောင်မလားနော်6တင်9အောင်ပါလေပေါ်လာတဲ့ဥစ္စာတော့နော်ကျွန်တော်ပင်စားမလို့အပင်ပြီးခဲ့တဲ့ဥဒီ6တင်9ဆိုင်လို့တော့မပြဘဲနဲ့ကဏ္ဍမဲ့ပေးတာနော်မပြတဲ့အကြောင်းရင်းကလည်းရှိရလေနော်အဲ့တော့တမူနဲ့တမူမတူတော့ကျွန်တော်က6ခွက်ဆို6မူရှိတယ်6မူရှိတဲ့ထဲမှာကျွန်တော်4-5မူလောက်ပဲပြရတယ်4-5နှစ်4ကလည်းဒီမူအတိုင်းပဲသွားတာပဲเนาะ5နှစ်4ကလည်းဒီမူဆိုင်ထဲပဲကဏ္ဍအယူပဲလွဲတာပေါ့လေเนาะကျွန်တော်ဒီမှာနောက်နှလုံးပေါင်း6ကိုယူတော့ပေါ့နှစ်4နဲ့ရှင်းနှလုံးပေါင်း9ကို5နှစ်နဲ့ယူတာပေါ့လေเนาะအဲ့ဒါ5နှစ်4ကိုရိုက်တာအကြောင်းပဲမဟုတ်ဘူးเนาะကဏ္ဍနာမတူတာဆိုင်ကမပြတ်ဘူးเนาะအဲ့ဒါကြောင့်မလို့ကျွန်တော်ကနှစ်ခုလုံးယူတဲ့ထဲမှာဒီ6တင်ကနည်းနည်းရှန်သွားတော့စတဲ့ကျွန်တော်နှစ်ခုရေးရမှာ165နဲ့6တင်5နဲ့နော်ထားလိုက်တော့အဲ့တော့မူတစ်ခုမှမတူဆိုတစ်ခုလည်းရအောင်လို့ကျွန်တော်တို့ဒီမူကြတော့တွေ့ဒီမူကြတော့မတွေ့ရမပူနဲ့မတွေ့ရလဲကျွန်တော်ကနားရေးတင်ပေးပါပဲနော်ဟုတ်ပြီအဲ့ဒါ3ညလည်းထဲနောက်ဒီဖက်မှာဟောလေနော်ဒီဖက်မှာတစ်ခါထပ်လာဒီ
ဒီနှလုံးရှစ်ပေါ့လေသူကလည်းနှလုံးရှစ်ပဲလေနော်အဲ့ဒီနှလုံးရှစ်ကရှစ်ပါပါနှလုံးသုံးဆက်ပြီးမလားမပြီးတော့ကျွန်တော်ကန်နဲ့ပဲဆိုင်ပါတယ်နော်ကျွန်တော်အတင်းဇွတ်ကြီးရောအပိုင်းမပြောလို့ဘူးဗျနော်ကျွန်တော်အများအားအရှင်ပြောလို့ရှိတယ်ဘယ်သူမှတတ်အမသိနော်အောင်လာတော့၄ဝင်စက်တိုက်အောင်လာပြီဒါပေမဲ့ပေါက်တီးမဖြစ်သေးတာတော့ကျွန်တော်တို့တကယ်ရှင်းလို့ရကံပေါ်မှမသိတော့ပေါ့ဒီနှလုံး6နော်ဒီနှလုံး6ဒီနှလုံး6ကို6ပါပါနှလုံးတင်တယ်နော်နောက်တစ်ခါဒီနှလုံး3ညနော်အဲ့ဒီနှလုံး3ညကို3ညပါဝါနှလုံး5ဆက်ပြီးမယ်ဆိုရင်နော်ကျွန်တော်နှလုံး5ဟုတ်ပြီလားကျွန်တော်ဒီလောက်ပဲပြမယ်ဗျနော်စိတ်ရှိနဲ့နီးရပါမယ်အကုန်လုံးနော်ဟုတ်ပြီလားနော်ငါထေးတုံညလဲကျွန်တော်နောက်အပိုင်းထပ်လာမယ်လားပထမပိုင်းပေါ့နော်အချိန်ရတဲ့တိတ်မလောက်နောက်တစ်ခါဒါကလည်းမေ့လို့မရဘူးပေါ့လေနော်ဒီနှလုံးကလည်းကောင်းနေတယ်ပေါ့လေရှည်တော့ရှည်တော့ပေါ့ဒီနှလုံးမပေါ့လေနော်ဒီနှလုံးမဒါတော့ရှည်နေပေါ့လေနော်ကြည့်ချက်ကိုကတော့ကိုကစားယူပေါ့ကြည့်ချက်ယူတောင်းကြပေါ့လေဒီနှလုံးမမယ်ဆိုရင်တော့အနောက်မှာ1 3 5ခွန်ကိုမဟုတ်နော်1 3မဟုတ်3ညနဲ့4 6 8အပိတ်ပေါ့နော်သူအပိတ်ကအဲ့လိုရှိမှာဟုတ်လား5 3ညနော်5ထေး3ညလေဟောလေပန်ကလေးရလဲနော်အဲ့တော့3ညနဲ့4 6 8ကနာ9လုံးအပိတ်ထဲပေါ့နော်ဟုတ်ပြီလားကနာ9လုံးအပိတ်ထဲပေါ့900ကနာရှိမယ်5 3ညနဲ့ရှိမယ်5 3ည4ရှိမယ်5 3ည6ရှိမယ်5 3ည8ရှိမယ်နော်5ကွက်နော်တချို့ကဆုံးအောင်မကြည့်ဘူးဗျဆုံးအောင်မကြည့်ရတဲ့လည်းနီးပြီးမေးတယ်နော်ကျွန်တော်အရင်တစ်ပတ်လည်းပို့လေးနဲ့တင်ရမတွေ့ဘူးဆိုတော့ကျွန်တော်ဘယ်လိုလုပ်မလဲကျွန်တော်ဖြစ်ထဲဝင်ကြည့်ပေါ့ဝင်ကြည့်မှဒိတ်နဲ့ရည်ထားတာနော်မတွေ့ဘူးဆိုတော့ကျွန်တော်ဘယ်လိုတရှင်းပြရမှာတင်သားပေးတာ9ကွက်တဲ့အစောကြီးနောက်မှပြီးတော့မှ9ကွက်ဖြစ်သေးတယ်နော်ကဲအားလုံးကျမ်းမာချမ်းသာကြပါစေနော်လိုအင်ဆန္ဒတလုံးတော်ပြည့်စုံကြပါစေကံကောင်းကြပါစေခင်ဗျ